အားလုံးပဲမင်္ဂလာပါဗျပြီးခဲ့တဲ့ပတ်တော့ကျွန်တော်ဒီ669ရွေးပေးတဲ့စနစ်လေးကိုကျွန်တော်ပြန်ပြောပြချင်တော့ဗျဒီကနန်းမထုတ်ဘဲနဲ့၄ဘက်5-6တုံးထွက်သွားတာပြီးခဲ့ပေါ်တော့ကျွန်တော်ဒီကနန်းလေးဆိုင်လေးပေါ်ရတမန်ကရှန်ကာလေးပြတဲ့ဆိုင်လေးကိုကျွန်တော်ပြန်ပြပေးမယ်ဗျပြီးခဲ့ပွဲတော့ကျွန်တော်ဒီဟာမျိုးလေးပေါ့ခွန်ခါ3ရက်တန်းပြီးတစ်ချိန်3ချိန်ဒီ996ကိုကျွန်တော်996ကိုဒီက1 2 3 4ချိန်ရေလိန်ဒီ6 9ဒီ696ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ဒီကိုရွှေ့ရတော့ယူဆလိုက်တာပေါ့သူကတော့ဒီလိုကဏ္ဍကိုကျွန်တော်ရွှေ့မယ်အဲ့လိုမျိုးမမြင်ဘူးပေါ့ဗျာမမြင်တော့မြင်တယ်ပေါ့မကြိုက်ဘူးပေါ့အဲ့ကဏ္ဍကိုဒါဒီ996ကိုမဲနေတာဒီ996ကိုကကျွန်တော်ပြန်ပြပေးမယ်ဗျဒါဒီ site လေးကပြီးခဲ့နှစ်ကကျွန်တော်ကလနာအဟောင်းလည်းရှိပါတယ်ဆွဲထားတဲ့ site လေးဒီဟာတော့ရှုပ်နေတယ်မဟုတ်လားပြီးခဲ့နှစ်တော့ကျွန်တော်ဆွဲထားတဲ့ site လေးပေါ့ကလနာမရှိခင်တော့ပေါ့ဒီလိုမျိုး990ဒီ990တက်ရိုက်ပေါ့ကျွန်တော်အားမျိုးမှန်ဒီ996ကိုမဲခဲ့တာပေါ့ပြီးခဲ့ပွဲတော့ဒီပွဲအဲ့ကဏ္ဍလေးကိုကျွန်တော်ပြန်ပြပေးမလို့အဲ့ကဏ္ဍနဲ့ကျွန်တော်ရန်ကဏ္ဍပေါ့ရောက်996ရန်ကဏ္ဍပြန်ထိုးမလို့ကျွန်တော် Ori site ကတော့ကဏ္ဍ site လေးကိုကျွန်တော်ပြပေးမယ်သူကဒီလိုမျိုးကိုခွန်ခါ3ညတန်းတာပေါ့သူမတန်းခင်မှာဒီဘက်မှာအလုပ်လုပ်ခဲ့ပေါ့ဒါဒီ site ကတော့တချို့ဆရာတွေလည်းပြနေရရှိရကြဒါကျွန်တော်ဒီချားဆရာတွေနဲ့မတူတဲ့ site လေးကျွန်တော်ပုံစံလေးနဲ့ကျွန်တော်ပြဒီမှာ369ခွန်ထွက်တယ်ပြီးရင်သူ့ဘေးမှာ5 break 933 5 break ပြီးတော့မှ86 9 9 break 369ခွန်5 break 9 break အဲ့လိုလေးတည်ခဲ့ရတော့ကျွန်တော်ယူဆကြည့်ရပါတော့ဒီ site ကနောက်နှစ်ဒီလဲဒီ line ကအလုံးလုံးမှာပါဒီမှာ369 9တုံညခွင်ပေါ့ဒီမှာ5 break 9 break 6တက်ရှိရဲ့9တက်ကိုဒါလိုတည်ခဲ့တာပေါ့နော်369ခွင်5 break 9 break 369ခွင်5 break 9 break အဲ့ဒီမှာအဲ့5 break 9 break ရအောင်ပါသူကဒီမှာ2 break တဲ့9တက်2 break ဒီဇောင်းမှာအောက်ဇောင်းမှာ3ခွင်နဲ့က2 breakဒီဇောင်းမှာပြီးပုံစံဒီဇောင်းမှာတကူရှိက10 break သူ2 8လို့ထောင်တာပေါ့နော်အဲ့လိုလေးဒီမှာ9တုံညာခွင်5 break 9 break ဒီအောက်မှာ2 break တဲ့6လေးနဲ့2 break ဒီမှာ9တုံညာ3 2 break ဒီမှာ1.6က10 break သူ2 8အဲ့လိုမျိုးပေါ့နော်ပထမကကိုပြန်သွားလိုက်အောင်ဒီမှာ3ညာ9ခွင်5 break 9 break အဲ့လိုခံပြီးတော့ဒီမှာ2 8အဲ့လိုလာပြီးတော့ဒီ2 break ရဲ့ဘေးကဒီ3ခုခွင်ရတကွန်ရ3ခုခွင်လိုက်ထွက်တာပေါ့အဲ့ကောင်ထွက်ရင်အဲ့အောင်မှလဲဒါ9 3ညာ940ရဲ့မူတွေလိုက်တာပေါ့အဲ့940ရဲ့အပေါ်ကနန်းခွန်56ကအပေါ်ပြန်ရကနန်းဖြစ်နေရမယ်ဒုတိယက9တုံညာခွင်5 break 9 break ဒီမှာ2 8အဲ့2 break ရဲ့ဘေးရမှာ2ခွင်2ကတကွန်ကြအောက်ဆောင်2ခွင်2လို့ရိုက်ပြောက်တော့မှဒီမှာ9တုံညာ4ပေါ့ဒါတော့မူဒီခိုင်းမှာအပေါ်993ကအပေါ်ပြန်ရကနန်းပေါ့အဲ့ဒီလိုပဲပေါ့369ခွင်5 break 9 break 2 8ဒီတကွန်ကြကနန်းရိုက်ဒီမှာ940ခွင်56အပေါ်ပြန်ရကနန်းဒီကနန်းပေါ့ဒီဇောင်းရိုက်တဲ့ကနန်းဒီ38ခွင်ဆိုတဲ့10 break ကနောက်တစ်နှစ်ကို10 break လို့ရိုက်တော့တွားရိုက်လိုက်မယ်ဒီမှာအကြိမ်တူရဲ့တော့ဒီရင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်တက်လိမ့်မယ်38ခွင် break 10ပြန်ရိုက်တာပေါ့ဒီ break 10ရိုက်တော့မှဆိုရင်လည်းသူ့အပေါ်မှာ break 3ခုပေါင်း10ဖြစ်နေရဒီမှာ10ခွင်4ရ9 break 3ညာ4ရ5 break ဒီမှာ2 3 9က4 break 9 5 4 break 3ခုပေါင်း10မူဒီမှာ10 break ကြာတယ်တဲ့အဲ့လိုကြာပြီးတော့အောက်မှာ10 break မူတွေလာတယ်တဲ့အဲ့10 break ရဲ့တကွန်ကြာမှာဒီကနန်း990ဆိုတဲ့ကနန်းကဒါသူ့ရှိနေကဘာသူအဲ့ကောင်ကနောက်တစ်နှစ်မှာဘယ်လိုတက်ရိုက်တယ်ပေါ့ဗျာသူမြက်ခင်မှာသူ့ဘောမှာခွန်ခါ3ရက်ထောင်ခဲ့တာကျွန်တော်ကဒီကနန်းကိုဒီလိုတက်ရိုက်ရိုးရှင်းနဲ့ဆင်းမှမကြိုက်လို့ဒါလေးတော့မပြခဲ့ဘူးကျွန်တော်လည်းမထိုးဘူးအဲ့ကျွန်တော်ယူဆတာခွန်ခါ3ရက်တန်းတစ်ချိန်2ချိန်3ချိန်ဒီကနန်းက996ဆိုတဲ့ကနန်းကတစ်ချိန်2ချိန်3ချိန်9ထိပ်6ထိပ်9ထိပ်ဒီ969ဆိုတဲ့ကနန်းဒီမှာလာရိုက်သလားလို့ကျွန်တော်ဆောအရင်ပွဲတော့
996ကိုကျွန်တော်ပြခဲ့တာသူကအဲ့လိုမျိုးမလာဘဲနဲ့ခွန်ခါ3ရက်တော့တန်းခဲ့ပြီးမှသူ့ရဲ့အောက်3ဝင်မြောက်အောက်ကိုဆင်3ချိန်မြောက်ကကနန်းတက်ရိုက်ပေါ့အဲ့လိုတက်ရိုက်ပြီးဒီ996ကဒီချိန်မှာပြန်လာအောင်မလားပေါ့အဲ့ဒါလေးအရန်ကနန်းအနေနဲ့ကြိုက်ရင်လည်းထိုးနိုင်ပါတယ်နော်အဲ့ဒီလိုပဲဒီမှာကိုတို့ရခွန်5 break 9 break ဒီမှာ2 8 break လာလူဆောင်က2 9ကတစ်ချိန်တခွန်ကြောင်အောက်ဆောင်ဆင်းဒီမှာ934မူတွေအပေါ်မှာခွန်993ပြန်ကြကနန်းအပေါ်ကအဲ့မှာတူးရဲ့ဒီဇောင်းအောက်ဆင်းတဲ့ဒီ3.1ဆိုတဲ့ကနန်းတစ်ခွက်ကတဲ့နောက်တစ်နှစ်ကို break 3 break မိုးတဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်တက်လိုက်ရင်မှာ6 5နှစ်ဆိုတော့3 break ဖြစ်ခဲ့တယ်ပုံစံတူတယ်နော်ပထမကတော့လည်းဒီကောင်က10 break မို့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ဒီမှာ10 break သူကကနန်းပြောင်ပေးရသူမလာခင်သူ့ပေါ်မှာလည်း break 3ခုအောင်10ဖြစ်လို့10 break ဒီမှာလည်း3 break မို့6ချိန်အပေါ်တက်လိုက်ရင်3 break နောက်တဲ့နှစ်မှာဒီကောင်3 break ဆင်းတော့မယ်ဆိုရင်သူ့ပေါ်မှာလည်း break 3ခုပေါင်း3ဖြစ်နေရမယ်5တက်ကိုက5 break ဒီမှာ4တက်6 break 2 break 5 6နှစ်ဒါသူကကနန်းပြောင်ဟိုကောင်နဲ့လှည့်သွားပေါ့8ခွန်း3ကကနန်းပြောင်လာလို့ဒီကောင်ကျတော့ဒီ break 3ခုကိုကနန်းပြောင်ထည့်သွားတာအဲ့ဒီလိုလာပြီးအောက်မှာ10 break မူတွေပေါ့10 break ရဲ့တကွန်ကြာကနန်းဒါနောက်တစ်နှစ်ကိုတက်ရိုက်တာပေါ့ဒါမျိုးယူဆလေးကိုကျွန်တော်ကရိုးရှင်းတယ်ဆိုမှနည်းနည်းအကြိုက်နေလို့ဒါကျွန်တော်မပြခဲ့ဘူးကျွန်တော်ပြတာဒီမှာအဲ့နောက်တစ်နှစ်မှာလဲသူကခွန်ခါ3ချက်တန်းခဲ့တာအဲ့ဒီအရင်တစ်ချိန်3ချိန်ဒီကနန်းက2 3ကျွန်တော်ကဒီလို6ထိပ်9ထိပ်9ထိပ်ဒီ996ကဒီနေရာမှာထွက်လို့ကျွန်တော်ယူဆခဲ့တာအဲ့ပထမကပုံစံမျိုးဆိုရင်တော့ဒီရင်းနှစ်က3ချိန်ကနန်းအပေါ်ဟိုဟာ5ချိန်ကနန်းအပေါ်3ချိန်တက်ရိုက်တယ်ဆိုတော့သူ့အောင်မှာ996များလာအောင်မလားဆိုတော့ယူဆလေးပေါ့ဗျာဒီပွဲကိုအရန်ကနန်းအနေနဲ့ထိုးနိုင်ပါတယ်နော်အဲ့ဆိုင်လေးကိုတခြားဆရာကြီးလည်းတော်တော်များများဒီ site ကတော့မြင်ကြပါတယ်ဗျာတခြားဆိုင်နဲ့မတူတဲ့ကနန်းအုပ်စုတူကနန်းလေးရွှေ့နေရလေးကျွန်တော်ဒါလေး site လေးပြပေးတာပါဗျာဒီပွဲ969အရန်ကနန်းအနေနဲ့ထိုးနိုင်ပါတယ်နော်ကြိုက်ရင်နော်ဒီပွဲကျွန်တော်အော်မဲ့ကနန်းနေဒါလေးပေါ့ဒါအကြိုက်ဆုံးကနန်းပေါ့ဗျာ6နှစ်3ဒါဒုတိယအကြိုက်လေးဒီကောင်လေးတွေကတော့ဒီကောင်ပြန်ရအနေနဲ့ရန်နဲ့အနေနဲ့6နှစ်ကိုပြန်ထည့်တာ116 969 635ဒီကနန်းကတော့ကျွန်တော်အကြိုက်ဆုံးပဲဗျာဆိုင်ကတော့ကျွန်တော်ပြမပေးတော့ဘူးရပါအောင်ဆိုတော့ဗီဒီယိုဖိုင်ကလည်း10မိနစ်ဆိုရင်ဗီဒီယိုဖိုင် YouTube တင်ရတာအဆင်မပြေလို့မို့ဒါဒီအဲ့ခု6နှစ်3ကကျွန်တော်ဒီပွဲကိုအကြိုက်ဆုံး order အနေနဲ့ထိုးမှာပါဗျကြိုက်တဲ့လူတွေလိုက်ထိုးနိုင်ပါတယ်နော်ဒီပွဲအဲ့6နှစ်3ကဒီပွဲတော့ကျွန်တော်9နှစ်6တွက်ဖက်ရခဲ့တာကျွန်တော်မအားဘူးမအားလုံး9နှစ်6အဲ့ကောင်ရဲ့အဆက်ကဒီပွဲမှာဒီရှည်တွဲအနေနဲ့ပြန်ရိုက်ပုံစံမျိုးဒါမှမဟုတ်လည်းနောက်တွဲနဲ့ပြန်ရိုက်ပုံစံမျိုးနဲ့ကျွန်တော်တစ်ပရိတ်ဖမ်းလိုက်တာ6နှစ်3ရှည်တွဲနောက်တွဲဒီကောင်တစ်ပရိတ်ဒီကောင်လည်းတစ်ပရိတ်6နှစ်3ဒီကနန်းလေးတွေကြာရင်လိုက်ထိုးနိုင်ပါတယ်နော်ဒါဒီကောင်ကနောက်အဆက်တွေလည်းရှိသေးတယ်မို့ကျွန်တော်ပြမပေးတာပါဗျာနားလေးပေးပါဗျာဒီ116တို့ပါဆိုင်လေးဆိုလဲကောင်းပါတယ်ကျွန်တော်အဲ့ site လေးကျွန်တော်ပြပေးမယ်116ကလည်းဒီနှစ်ထဲမှာလာတဲ့ site အဆက်လေးတွေရှိတယ်116ကဒီ site ကိုကျွန်တော်အရင်ပြဦးပါတယ်ကျွန်တော်ဟိုဟာဖရိအရှိကြီးတွေဟိုဟာပြမေးတော့ဒီလူရင်းလေးပဲပြပေးမယ်ဒါမျိုးလေးလာတာပေါ့ကလန်ထဲမှာဒီမှာနောက်ပေါင်းခွန်နောက်ပေါင်း1နောက်ပေါင်း1ခွန်1လို့အမျိုးနှစ်ကပ်ပဲရှိရခွန်1အောက်ကကနန်းကဒါတူရှိနှစ်ကဒါဘရိတ်တူဘရိတ်ကနန်းတူကနန်းပေါ့နော်တူအောက်မှာစီနီယာကနန်းတူအောက်မှာ669 665 669 665လိုက်တဲ့ပုံစံမျိုးလေးဒီမှာနောက်နှလုံးပေါင်းခွန်နောက်နှလုံးပေါင်း1နောက်နှလုံးပေါင်း1ခွန်1တူအောက်ကနန်းကဒီမှာ
ဒီကောင်ကလူရှိနေကပရိဒူပရိရိုက်တာအောက်မှာစီနီယာကနန်းဒီမှာ665 669ပုံစံလူလိုက်တာပေါ့နော်အဲဒီပရိဒူပရိလိုက်တဲ့ဒီ662ကအပေါ်ပြင်ညာကနန်းဖြစ်ရမယ်4ချိန်ကနန်းပေါ့5ချိန်ကနန်းပေါ့ဒီမှာလဲခွန်တစ်ဒီကောင်ပရိဒူပရိလာအဲ့မှာ456စီနီယာ665 669ဒီကနန်းကအပေါ်ကဒီမှာ5ချိန်ကနန်းပြင်ညာကနန်းနော်အဲ့ကနန်းရှိပါလေရသူကအဲ့လိုလာပြီးခွန်းတစ်အဲ့လိုပဲလာခွန်းတစ်ကွန်ကြပါညာဒီ556ဓာတ်လေးလာပြီးသွားပြီဆိုရင်သူ့ရှစ်နဲ့က6ချိန်ကနန်းပေါ့နော်ဒီမှာဒီရရင်6ချိန်936 669ဆိုတဲ့ဒီအတွဲလေးကဒီ669ဆိုတဲ့ကနန်းကဒီခွန်းတစ်အောက်ဟိုဇောင်းအောက်ကိုဆင်းထားရင်နောက်တစ်နှစ်မှာ4ချိန်မှာ669ပြောင်းလိုက်ပြီလေဒီကနန်းပြန်လိုက်ပြီဒီကောင်က3 break မို့2ဦးမှာ3 break ထွက်ထားရတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီမှာခွန်တစ်အောက်ကဒီကနန်း break to break လိုက်ဒီမှာ66နှစ်ကအပေါ်ပြန်ရန်ကနန်းဒီ665ဒီမှာစီနီယာ669ပေါ့နော်အဲ့ဒီလိုလာပြီးတော့တဲ့6ချိန်ရကနန်းပေါ့ဒါ6ချိန်ကနန်းနော်ဘောကကြီးလေးမှာ6ချိန်ကနန်းအဲ့ကနန်း690 116116ကဒီချိန်မှာတက်ရိုက်ပေါ့ဒီ10 break ကလည်းနှစ်ဦးက10 break ဖြစ်နေရမယ်ပထမကဒီမှာ669က3 break အပေါ်မှာ9တက်ခွန် break to break အဲ့လိုလာနော်အဲ့လိုပုံစံမျိုးလေးဒီပွဲ116ကြာရင်အဲ့မှာ669လာဒီမှာ break 3ဒီကနန်းကသူ့ရှင်းက936ရအပေါ်ကနန်းဒီမှာ break 8ဒီကနန်းကသူ့ရှင်းကအထူးရှင်းတစ်နှစ်ကျော်ဒီမှာ690ရအပေါ်က116ဒါလေးဒီ site လေးကြာရင်လည်းထိုးနိုင်ပါတယ်နော်116ဒီကနန်းလေးဒီပွဲ4ချိန်ကိုကြိုက်တဲ့သူများအသုံးပြုထိုးနိုင်ပါတယ်နော်အားလုံးပဲပေါက်တီးပေါက်ကြပါလိမ့်ဗျာခွက်လက်ကောင်းကြပါလိမ့်ဗျာ